Avenger Doomsday ရဲ့ teaser တွေ trailer တွေက trailer တက်တစ်ခုတည်းမဟုတ်ပဲနဲ့အဲ့ဒီထဲမှာအကြောင်းအရာတွေအများကြီးပါနေတယ်တဲလွန်သားတွေအများကြီးပါနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိလိုက်ရတာပေါ့နော်ဆိုတော့ဘယ်လိုသိရလဲဆိုတော့ Russo Brother တွေဘာနေပြီးတော့ Instagram မှာဒီ Avenger Doomsday trailer တွေနဲ့ပတ်သက်ပြီးတော့ပြောတာတော့ပေါ့နော်ဒီ trailer တွေကိုမင်းတို့ကြည့်ပြီးသွားပြီလားတဲ့ဒါပေမဲ့မင်းတို့ဘာတွေကြည့်ခဲ့ကြတာလဲပေါ့နော်အဲ့ဒီထဲမှာthey are story, they are clues, pay attention ဆိုပြီးတော့ Russo Brother လုံးဝတတိပေးချက်အနေနဲ့ပြောပြတာပေါ့နော်ကျွန်တော်တို့သိအောင်ကျွန်တော်တို့ Marvel fan တွေကျွန်တော်တို့ဒီကြည်ကြည်များလူတွေသိအောင်အားတင့်အောင်ဆိုတော့ they are story အဲ့ဒီ teaser တွေထဲမှာ story တွေအများကြီးရှိတယ်ဒါကဘယ်လို story ကိုဖော်ပြနေတာလဲမသိဘူး they are clue တဲလွန်သားတွေအများကြီးရှိတယ် pay attention နဲ့အနီးကကြည့်ပါတယ်တေချာကယူဆိုင်ကြည့်ပါတယ် trailer တိုင်းပြောချင်တာပေါ့နော်ကျွန်တော်တို့အခု trailer ၄ခုမြောက်ထွက်လာပြီဆိုတော့ကျွန်တော်ကအခုဒီနေ့ breakdown လုပ်ပြီးတော့မှ Avenger Doomsday ရဲ့နောက်ဆုံးထွက်ရှိတာ teaser 4 Wakanda နဲ့ Fantastic ကို MCU ထဲမှာချိတ်ဆက်ခြင်းအကြောင်းကျွန်တော်တိလောက်အသေးစိတ်ပြောပြပေးတော့မှာပါနော်ဆိုတော့ video လေးကိုစိတ်ဝင်စားတဲ့ like share subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်ဆိုတော့ video လေးကိုစလိုက်အောင်Russo Brother တွေပြောတဲ့ story ကဘာကိုပြောနေတာလဲ they are story ဆိုတော့ဘယ်သူရည်ညွှန်းလဲဒီ teaser လေးခုကဘယ်သူရည်ညွှန်းလဲ Doctor Doom ရဲ့ story လားဒါမှမဟုတ် God of story လားဆိုတော့ဒီ teaser တွေကကြည်နေရတာလွတ်သွားတဲ့အချက်တွေကအများကြီးရှိတာပေါ့နော်ဆိုတော့ဒီ teaser 4ထဲမှာပါတဲ့အချိတ်ဆက်တွေဒီပါဝင်တဲ့အသေးစိတ်တွေကကျွန်တော်တီးလောက်ပြောပြပေးတော့မှာဖြစ်တယ်ဆိုတော့ဒီ Avenger Doomsday teaser 4ရဲ့အစကိုတစ်ချက်တော့ကြည့်လိုက်ဗျာ Shuri Black Panther ဒီတဲကန်နာရလို့တနေရာမှာဒီအရှိရဲ့တနေရာကိုဥတီပြီးတွားလာပါတော့အဲ့ဒီအရှိဘက်ချမ်းကိုတစ်ချက်လောက်ကြည့်လိုက်ရင်အဲ့ဒီတဲတောင်လေးတွေမမြင်အောင်လုပ်လာတယ်နည်းနည်းဘလားပုံစံလုပ်လာတာပေါ့နော်ဆိုတော့ကျွန်တော်ထင်တဲ့ပထမဆုံးစဉ်းစားမိတဲ့တစ်ချက်အဲ့ဒီမှာဒီသူတို့တစ်ခုခုဖုံးကွယ်ထားတဲ့ပုံစံရှိလိုက်မှာအဲ့ဒီမှာရင် spaceship ပုံစံတစည်းရှိရင်လည်းရှိလိုက်မယ်မဟုတ် character တယောက်ရက်နေတဲ့ပုံစံလည်းရှိလိုက်မယ်ဘာလို့ဒီလိုပြောရတာလဲတန်တာကျွန်တော်ဒီ Russo Brother တွေကဒီ trailer ထုတ်ရင်ဒီအမှန်မထုတ်တာပဲ trailer ထုတ်ရင် trailer တွေကဘယ်တော့မှ move တဲမှာကြာရင်တမျိုးပြောရတာ Russo Brother တွေကအဲ့ဒါတော့ရှိတာပေါ့နော်တန်တာ boss ဒီ trailer sense ထဲမှာဆိုရင် VFX ကိုတုံးပြီးတော့ဒီ Taskmaster ကိုအဲ့ဒီနေရာမှာထည့်ထားတာပေါ့နော်ဒါပေမဲ့ move တဲမှာကြတော့မပါလာဘူးအဲ့လိုပဲ Spider-Man No Way Home မှာလည်းဒီ trailer မှာ Spider-Man Tom Holland တယောက်ပဲရှိတယ်ဒါပေမဲ့ဒီ move တဲမှာကြတော့ Tobey Maguire နဲ့ Andrew Garfield Spider-Man 3ယောက်ပါလာတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီ Shuri ရှောက်သွားနေတဲ့အရှိတဲ့ Shuri ကအရှိတဲ့ဒီရှောက်သွားနေတဲ့ပုံရတော့ဒီအရှိမှာတခုခုတော့ရှိလိုက်မယ်အဲ့ဒါကိုဖုံးကွဲလာတာလည်းဖြစ်ချင်ဖြစ်လိုက်ပြီးတော့နောက်တစ်ခုသိရတာကဒီ sense ကို Bahrain နိုင်ငံမှာရိုက်ထားတာပေါ့နော်အခုပြထားတဲ့ပုံမှာပဲတစ်ချက်ကြည့်လိုက်ဗျာဒီ Wakanda အဖွဲ့လည်းပါတယ်ဒါပေမဲ့ဒီ trailer 4ထဲမှာမပါတဲ့လူတွေကဒီ Shang-Chi New Captain America Falcon အတစ်ပေါ့နော်ဆိုတော့ဒီ trailer 4ထဲမှာတို့ပါဝင်တယ်လို့တော့ထင်ရတာပေါ့နော်ပြီးတော့နောက်တစ်ခုသတိထားမိလားမသိအဲ့ဒီ post အောက်မှာVanessa Krabappel ကိုတက်တာဒီ Vanessa Krabappel ကဘာလို့လဲဆိုတော့ Fantastic Four တဲ့ Invisible Woman Sue Storm ပဲဖြစ်တယ်ဆိုတော့ဒီ trailer ထဲမှာဒီ Fantastic Four အဖွဲ့ပါခြင်းလဲပါမယ်ဒါပေမဲ့အကုန်လုံးတော့မပြတာဘူး trailer ထဲမှာမထည့်တာဘူး Shang-Chi ကိုလည်းမပြဘူး New Captain America ကိုလည်းမပြတာဘူးဒီ Falcon အတစ်ကိုရောပဲเนาะဖြစ်နိုင်တာသူတို့ဒီ trailer 4ထဲမှာတချို့ဟာတွေကိုသူတို့ဖြောင်းထားနိုင်တာလဲဖြစ်နိုင်ဒီတစ်ခါတို့ရောက်နေတဲ့နေရာကိုတစ်ချက်လောက်ကျွန်တော်တို့ပြန်ကြည့်လိုက်ရင် divide နဲ့ခက်ဆင်ဖြစ်နေဆိုတော့ divide ကဒီ brother တို့တည်တဲ့အတိုင်းDeadpool နဲ့ Wolverine ကားမှလည်းမြင်မှုတယ် Loki series မှာတော့စမြင်မှုတာပေါ့နော် divide နဲ့ခက်ဆင်ဖြစ်နေ brother တို့ကဘယ်လိုထင်လဲတော့မသိဘူးကျွန်တော်ကတော့ divide ကျွန်တော်ရဲ့ထင်မြင်ကြတော့ divide နဲ့တော့ထင်တယ်ဒါပေမဲ့ဖြစ်နိုင်မှာတော့เนาะ divide လို့လည်းဖြစ်နိုင်မယ်ဒါမှမဟုတ်လည်းတဲကန်လိုက်တတ်တစ်ခုပဲဖြစ်နိုင်တယ်
ဆိုတော့ဆက်ပြောရမယ်ဆိုရင်ဒီတစ်ခါ Shuri Black Panther ကိုအရာရာကိုအရန်အလေးနဲ့ထားနေတဲ့ပုံစံတစ်မျိုးနဲ့မြင်ရမှာဆိုတော့သူကပြောနေတယ်သူအတွက်အရေးပါတဲ့လူတွေကိုသူကဆုံးရှုံးခဲ့ကွာပြီဘယင်တယောက်ကသူ့လူမျိုးတွေအတွက်တာဝန်ရှိတယ်ငါမှလည်းငါတာဝန်ရှိတယ်ဆိုပြီးသူကပြောလို့ပါတယ်ဟုတ်ပါတယ်သူရဲ့အရေးပါတဲ့လူတွေတကယ်လဲဆုံးရှုံးခဲ့ပါဘယ်သူတွေလဲဆိုတော့သူ့ရဲ့အကိုတီချာလာနဲ့ Queen Ramonda သူ့ရဲ့အမေမာတာကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခါမှာဒီ Shuri အတွက်ကတာဝန်တစ်ခုမဟုတ်တော့မိသားစုတစ်ခုလူမျိုးတစ်ခုရဲ့အနာဂတ်ဒီအရာရာကိုထမ်းဆောင်လာရတဲ့တာဝန်ကြီးတစ်ခုပုံစံဖြစ်သွားတာပေါ့နော်ပြီးတော့တာလိုကန်တဲ့ကဒီနာမိုရာကိုလည်းပြတလာတာတွေ့ရတာပေါ့နော်ဆိုတော့အဲ့မှာပုံလဲကိုတစ်ချက်ကြည့်လိုက်ပါတီးကျင်တာတော့အဲ့ဒီတာလိုကန်ရဲ့ pyramid အဲ့တာလိုကန်ရဲ့ pyramid ကဘယ်လိုဖြစ်လို့ဒီလိုတဲခံနိုင်ရလို့မျိုးနေရမှာရောက်နေရတာလေကျွန်တော်နောက်ဆုံးကြည့်ခဲ့တဲ့ sense ကဒီတာလိုကန်ရဲ့ pyramid ကဒီရေအောက်ထဲမှာပဲရှိတာဒီနေရာ divide ဒါမှမဟုတ်တဲခံနိုင်ရလို့6တွေ့နေတဲ့နေရာမှာဘာလို့ရှိနေရတာလဲဒီတာလိုကန်တွေကလည်းဒီရေမြေပေါ်မှာဒီကုန်းပေါ်မှာနေဒီသူတို့အသက်ရှူတဲ့ဟာတစ်ခုထားမြေပေါ်ကုန်းပေါ်မှာအသက်ရှူလို့ရအောင်ဆက်ပုံစံတစ်ခုလုပ်ထားတာပေါ့နော်ဆိုတော့ဒီလို6တွေ့တဲ့နေရာမှာဒီတာလိုကန်ရဲ့ pyramid ကဘယ်လိုဖြစ်ပြီးရောက်ရှိနေရတာလဲပြီးရင်လောကအမိုက်ဆုံးအချက်ကနမောကိုပြတာလာတာပဲဖြစ်တာပဲဟုတ်ပါတယ်နမောကိုလောက Comet Accurate Black Suit နဲ့ကိုမြင်ရမှာပါတကယ်ကိုလမ်းတာပေါ့နော်ဒီ Comet Accurate Black Suit ကဒီ Comet တည်းမှာလေတကယ်ကိုအလန်းစားတစ်ခုပဲဖြစ်တယ်ဆိုတော့တီးလိုက်ရတဲ့အချက်ကဒီ Wakanda နဲ့တာလိုကန်ပူးပေါင်းလိုက်ပြီးဆိုတာပါပဲထပ်ပြီးဆက်ကြည့်ရမယ်ဆိုရင်ဒီအမ်ဘာကူနဲ့ရှူရီတို့ဒီတနေရာရောက်တွားနေရတာမျိုးသူတို့ရဲ့တွားနေတဲ့အချိန်မှာသူတို့ရဲ့ sus ဝစ်ဆောင်တစ်ချက်လောက်ကြည့်လိုက်ပါဒီအပြာရောင်သူတို့ရဲ့ဝစ်ဆောင်အစိပ်ပိုင်းထဲမှာအပြာရောင်လေးတွေထည့်ရတာတွေ့ရတော့ရေးပြာရောင်လေးတွေပုံတာပေါ့နော်ဆိုတော့ကျွန်တော်ထင်တာတော့ဒီတာလိုကန်ထင်တာတော့မဟုတ်ပါတော့တာလိုကန်နဲ့တို့လုံးဝမဟာမိတ်လုံးလိုက်ပြီးဆိုတာပါပဲဆိုတော့ပြီးတော့တို့တနေရာရာကိုဥတွေသွားပြီးတော့ဒီအမ်ဘာဂူကနေပြီးတော့ဒီတရားရောက်နှုတ်ဆက်လိုက်တယ် King Ambagu for Wakanda ဆိုပြီးတော့ Wakanda ရဲ့ King Ambagu ပါဆိုပြီးတော့နှုတ်ဆက်လိုက်တယ်ဆိုတော့အဲ့မှာအချက်လက်တစ်ခုသိရတာ Wakanda ရဲ့ King ကအခုလက်ရှိမှာ Ambagu ဖြစ်သွားပြီဆိုတာပါပဲဒီ Shuri Black Panther ရဲ့နောက်ဆုံးကမှာ Shuri နဲ့ဒီ Ambagu တို့ရဲ့တိုက်ခိုက်မှုမှာတို့ထုံးတမ်းဒလေးရတို့တိုက်ခိုက်ရတာပေါ့နော်ဆိုတော့အဲ့ဒီပွဲမှာဒီအမ်ဘာဂူကအနိုင်ရရှိသွားလို့ဒီဝက်ကန်ကာရဲ့ဘယင်ဖြစ်သွားတာကိုဆိုလိုတာပေါ့နော်ပြီးရင်လူတွေကိုအားတင်သွားစေတဲ့အချက်တစ်ချက်ဒီ Fantastic Four ရဲ့ Van Green တတင်းကိုမြင်လိုက်ရတဲ့အချိန်ပေါ့နော်တကယ်ကိုဒီ Taser 4ကတကယ်ကိုမိုက်သွားပါတယ်ဆိုတော့ဒီခုနပြောလို့ပဲเนาะဒီ Van Green တတင်းရဲ့အနောက်မှာတခုကိုဖျောက်ထားတာလည်းရှိနိုင်တယ်Sue Storm လည်းသူ့ဘေးနားမှာရက်နေနိုင်တယ် Invisible Woman Sue Storm လည်းရက်နေနိုင်တယ်ဆိုတော့ဒီ Van Green ကနေပြီးတော့ဒီ King Ambagu ကိုပြန်နှုတ်ဆက်လိုက်တယ် Ban Yancy Street between Bruman Grant ရဲ့မွေးရနေရာကိုသူပြန်ပြောပြလိုက်တယ်ဆိုတော့ King Ambagu နဲ့ Shuri တို့ကအဲ့ဒီသူတို့နှုတ်ဆက်ပြီးတဲ့နေရာမှာဒီ Jelly ရဲ့ဒဇင်းပေါ့ Spaceship ဒဇင်းပေါ့ကိုသူတို့တောက်လာလိုက်တယ်အဲ့မတက်ခင်မှာShuri ကနေပြီးတော့တို့ရဲ့ delete ထုံးစံတိုင်းတို့နှုတ်ဆက်ပြတာပေါ့နော်ဒီလိုမျိုးဆိုတော့ဒီကဘသူသူလုံးပြနေပုံလားလေးနက်ပုံစံကိုလုံးပြနေတာကျွန်တော်ထင်တာတော့ Sue Storm ကိုလုံးပြနေတာဖြစ်နိုင်တယ်ဘာလို့ဒီလိုပြောရလဲဆိုတော့ကျွန်တော်တခုလောက်ပြန်ပြောပြမယ် Fantastic Four ရဲ့ post credit scene မှာဒီ Dr. Doom ကနေပြီးတော့ Franklin Richards ကိုလာခေါ်ရတာလည်းဖြစ်နိုင်တယ် Franklin Richards ကိုခေါ်သွားပြီးလည်းဖြစ်နိုင်တာပေါ့နော်ပြီးတော့ဒီ Thunderbolts ရဲ့ post credit scene မှာဒီ Fantastic Four ရဲ့ရင်ပြန်ကြီးကိုတွေ့လိုက်ရတယ် number 4ဆိုပြီးတော့ပေါ်လာတာကိုတွေ့လိုက်ရတယ်ဆိုတော့ပြီးတော့ဒီ Doomsday ရဲ့ပထမဆုံးထွက်ရှိလာတဲ့ Taser 1နဲ့ Taser 2ကလည်းဒီ Captain America ပြန်ပေါ်လာတာလေ Captain America ပြန်ပေါ်လာပြီးတော့သူ့ရဲ့လက်ထဲမှာခလေးတစ်ယောက်ခြိထားတာကိုလည်းတွေ့ရတယ်ထိုနည်းတူပဲဒီ Thor ရဲ့ဒီနံပါတ် Taser 2မှာလည်းသူ့တမီးကိုသူက
ဘလို့ကာဝယ်ဆောက်ရှောက်ကြောင်းသူတခုခုစုတောင်းနေတာပေါ့နော်ဒါကလေးတွေနဲ့တခုခုကိုပတ်တက်နေတယ်ဆိုတော့ဒီကပရိန်မေတီကလည်းသူ့ရဲ့အေဂျင့်ရာအရက်လေးမှာကလေးတယောက်ကိုသူကချီရတယ်ဒေါက်တာဒွန်းကဒီကလေးတွေနဲ့ဘာလုပ်မလဲဆိုတာတော့မပြောတတ်ဘူးဒီဘတ်တာဝေါ်တခုပဲဖန်တီးဖို့လားဒီတေဇာဖုန်းမှာဒီဝါကန်နာတွေက Fantastic Four နဲ့စတွေ့ရပြောရမယ်ဆိုရင်ဒီကလေးတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီ Shuri ဆိုတဲ့ Black Panther သူ့မှာတူလေးတယောက်ရှိတယ်ဆိုတော့ဒီအဲ့ဒီတူလေးကလည်းဒီ Black Panther အတက်နေရာမှာတရုပ်ဆောင်မယ်လို့လည်းကြားတယ်ဒီ Danson Idris လို့ဆိုတဲ့တရုပ်ဆောင်လို့ပြောတန်နေတာကြားတာပေါ့နော်ဆိုတော့ဖြစ်နိုင်တာဒီတေဇာဖိုးကရှူရီကလေးလေးနက်နက်နှုတ်ဆက်ရတဲ့တဘောတော့ငါရအောင်ကဲတင်ပေးမှဆိုတဲ့တဘောပေါ့နော်မင်းတို့ခလေးတွေကိုသူ့ရဲ့လက်ထဲကနေရအောင်ကဲပေးမယ်ဆိုတဲ့အဲ့လိုပုံစံမျိုးဖြစ်နေပါတော့တူလေးကိုပါဘာလို့ဖမ်းသွားရတယ်လို့ကျွန်တော်ကထင်လဲဆိုရင်သူခုနပြောနေတဲ့ dialogue ကိုပဲတစ်ချက်လောက်ပြန်ကြည့်လိုက်ပါဘယင်တယောက်ကတူလူမျိုးတွေတာဝန်ရှိတယ်ငါမှလည်းငါတာဝန်ရှိတယ်ဆိုတော့သူ့ရဲ့မိသားစုတွေကသူ့ရဲ့မိသားစုတွေအတွင်းကိစ္စဖြစ်တဲ့အကြောင်းဒီမိသားစုတွေကိစ္စတစ်ခုဖြစ်ရင်သူ့မှာလည်းသူ့တာဝန်ရှိတဲ့အကြောင်းကိုသူကပြောတာအဓိကပြောချင်တာဒီတေဇာဖိုးရဲ့ဒီအဓိကအချက်လက်တွေကပေါ့နော်သူတို့ရောက်ရှိနေတဲ့နေရာက The White လားဒါမှမဟုတ်တဲကန်နာရပဲလားပြီးတော့ဒီ trailer မှာတခုခုဖျောက်ထားပုံရတယ်သူတို့တခုခုတော့ဖျောက်ထားမှာပဲဒီ Van Green တယောက်တည်းတော့ပါလာတာမှဖြစ်နိုင်ဘူးသူ့ဘေးနားမှာ Sue Storm ပါရင်ပါမယ်ပြီးတော့တီးလိုက်ရတာလောကန်နဲ့ဝါကန်နာတို့ပူပေါင်းလိုက်ပြီးဆိုတာရတယ် Namor ကိုcomment accurate black စုနဲ့ပြင်လိုက်တာတခုရယ်ပေါ့နော်ပြီးတော့သူတို့ရင်မော်တောက်သွားတဲ့အကြောင်းရင်းကသူတို့ကလေး Shuri နဲ့ King Ambaku တို့ချာ Fantastic Four အဖွဲ့တွေလည်းပါရင်လည်းပါမှာပေါ့နော် trailer ထဲမှာမပြတာပဲရှိတာပါကလေးတွေကိုဒေါက်တာတင်လက်တင်ကနေတွက်ခဲ့မယ်ဆိုတဲ့ပုံစံဒီဒေါက်တာကျွန်တော်အနေနဲ့တစ်ဖက်ကြည့်ရမယ်ဆိုရင်ဒီ Avenger Doomsday ကဒီကလေးတွေကိုဖမ်းခေါ်ရတဲ့ပတ်သက်ပြီးတော့တခုတော့မကြိုက်တာလေးတော့ရှိတယ်ဒါမဲ့ဒီအကြောင်းအရာတွေကဒေါက်တာဒူးမှာအကြောင်းရင်းတွေကအများကြီးရှိတယ်ဒီကလေးတစ်ခုတော့နဲ့ပဲသူကအာယုံဆိုင်မှာလည်းမဟုတ်ကျန်တဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့ဒီ Avenger Doomsday မှာဖြစ်လာမယ်ဘာတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ရှေ့ဆက်စောင့်ကြည့်ရဖို့ပဲရှိတယ်တော့ဒီ trailer တွေနဲ့ပဲအဖြေထုတ်ရမှာပေါ့နော်ဒီ trailer တွေမှာဒီ Russo Brother တွေဘက်ကနေပြီးတော့သူတို့ကိုယ်တိုင်ပြောတာတော့ပေါ့နော်အနီးကပ်ကြည့်ပါဂရုစိုက်ကြည့်ပါဒီ trailer ထဲမှာဒီအဖြေတွေအများကြီးပါတယ်ဆိုတာပါပဲကျွန်တော် TikTok post တစ်ခုတင်ခဲ့တယ်ပေါ့နော်အဲ့ဒါတော့နည်းနည်းတော့ကြာသွားပြီအဲ့ဒီ post မှာဒီ Russo Brother တွေထုတ်ပြန်လာတဲ့ဒီ Avenger Doomsday ရိုက်ကွင်ပုံပေါ့နော်ဒီ Avenger Doomsday ရိုက်ကွင်ပုံမှာ Russo Brother တွေကနေပြောလာပြီးတော့ they just look hard ဆိုပြီးတော့ခက်ခဲကြည့်ပါပေါ့နော်ဒီ Avenger Doomsday ထဲမှာဒီများစွာတဲ့အချက်လက်တွေအများကြီးပါနေတာကိုပြောပြလာတယ်ဒါမဲ့ကျွန်တော် post တင်ပြီးတော့ဒီ comment တွေကလူတွေကဒီလိုရာဆွဲတွေးတို့ဆွဲနေရတာတကယ်လည်းမဟုတ်ပါဘူးဆိုပြီးပြောရဒါမဲ့တချို့လူတွေကတိရင်လည်းတိမယ်မတိရင်လည်းမတိဘူးပေါ့နော်ဆိုတော့ပြောချင်တာ Russo Brother တွေကတခုခုလောက်ရင်ပေါ်ပြမလုပ်ပါဘူး Russo Brother တွေက Russo Brother တွေပဲပေါ့နော်သူတို့ကတဲလုံးလာပေးရတာကြိုက်တယ်သူတို့ကတခုခုကိုတေချာအလေးနဲ့လုပ်ပြီးမှဒီအရာတစ်ခုကိုပြန်တင်ပြတာပေါ့နော်ဆိုတော့ကျွန်တော်အခုပြောထားတဲ့ဗီဒီယိုထင်မြင်ချက်လေးတွေလည်းဒီ comment မှာတစ်ချက်လောက်ချရေးပေးတော့ပါဒီဗီဒီယိုလေးကို like subscribe share လည်းလုပ်ဖို့မမေ့တော့ကြပါနဲ့အောင်နောက်ထပ်အသစ်တော့ဗီဒီယိုတွေကိုဒီဘာမိမှာပဲအနေပြီးတော့ဖန်တီးပေးတော့မှဖြစ်တဲ့အတွက် notification လေးတွေမတက်ရင်ဒီ ခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးကိုမမေ့တော့ကြပါနဲ့အောင်ဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်အောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်